ခုချိန်မှာဆိုရင်တော့ဇနေဦးနဲ့ရဲမင်းနဲ့ဖုန်းသက်ဦးတို့နောက်ကနေလိုက်နေရပြီးဆောက်ဖြစ်နေပြပါတယ်။ကိုကျမတို့ကတော့ဖုန်းသက်ဦးနဲ့ဇနေဦးပြပါတယ်။ဒီကောင်းနဲ့ကျမကတော့ခြုံလိုက်ချရပါတော့။ဟဲ့အော်ဘယ်ကိုဆိုလို့ရှိရင်တော့တစ်ခွက်လုံးကပိုးကြောက်ဘက်သွားနေတာဖြစ်ပါမယ်။မကြီးရင်ကြီးပြန်လာပါတော့တိစားပြီးတော့အိုးဘာဖြစ်တာတော့အဲ့လေဟေးအော်အေးဘယ်တော့တာခေါ်ပြီးတော့ဖရုံဘာအချင်းနဲ့ကိုဘမလေးရမယ်ရှင်အောင်တော့ကနေလိုက်တာတော့ဖေးရတာဟောပါတော့ဟုတ်တာကိုကြားလိုက်တယ်ကတော့ပိုးကြောက်တယ်လေဘိုးပဲရှိရတူရှိတယ်လို့သွားလေဟုတ်တာကိုပြပြမှာရဲမင်းတို့အိမ်ပြန်မလိုက်ဖို့နော်ကျောင်းကတော့မရခဲ့လိုက်ဘူးဟေးချစ်ရလေ what the fuck oh my god ဟေးကြည့်နေသွားကြ what the fuck ကြားရတော့ဟဲ့မသွားနဲ့နေဖေးဟေးကြားရတော်သူတို့နောက်ကလိုက်တော့ဟေးဟာညီတို့ကလည်းဟာတိချသွားလေအေးလို့ကိုကျောက်ထူတော်မှမျက်စိလေဆိုတော့ငါဆိုကိုဆိုကိုကျောက်ကနေပြန်ပြီးတော့လမ်းမှာတငယ်ချင်းတယောက်နဲ့ထပ်တွေ့ပါတယ်ဖုန်းတော့ကိုဆောင်ရပြပါတယ်အိမ်ပြန်လိုက်ဖို့မလိုဘူး